ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းလေးကတော့ဒါကျွန်တော်အကူပေါ့နော်ကျွန်တော်ကိုကြုံတွေ့တဲ့ဒီပရာလောကနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုကြီးကြုံလာတဲ့ချက်ပြောပြပေးပါဘယ်လိုမျိုးကြုံလဲဆိုတာဟုတ်ကျွန်တော်ကြုံတော့ပေါ့နော်ကျွန်တော်အမေသားအိုးပြောက်သွားပေါ့နော်အမေသားအိုးရချက်ပြီးရောဟုတ်ကဲ့ဘုံဘုံလေးလေးမှာပြောက်သွားတယ်အကြောင်းပေါ့နော်ကျွန်တော်လည်းကျွန်တော်တကယ်နဲ့ရောစားဖို့ချက်ထားတယ်အမေသားအိုးရဘုံဘုံလေးလေးနဲ့ကျွန်တော်မျက်စိရှိမှပြောက်သွားတယ်ဆိုတဲ့အကြောင်းအဲ့ကြောင့်ဖြစ်တဲ့ဟာလေးပြောနေတာဟုတ်အဲ့ဒါကိုကြီးဗမာကြုံခဲ့ရတာဟုတ်ကျွန်တော်အဲ့ဒါတော့ဒီမှာနာမည်ကြီးရဲ့ဂျန်တော်ဆိုဂျန်တော်တုတ်တန်ပေါ့တုတ်တန်ကြီးကတော့ပြောင်းသွားပြီပေါ့အဲ့နေရာမှာပေါ့အဲ့တုတ်တန်ကြီးပြောင်းသွားတဲ့နေရာမှာကျွန်တော်တို့ကခေတ်တွေပြောင်းရွှေ့လာပြီးတော့အခုနောက်ပိုင်းအဲ့နေရာတွေမှာနေလာအချိန်မှာကျွန်တော်လည်းအဲ့မှာသွားနေမိတဲ့အချိန်မှာဖြစ်တာပေါ့နော်အကိုဘယ်လိုမျိုးစပြီးတော့ကျုံရပေါ့ဒီဟင်းအိုးကြီးပြောက်တာကိုအကိုနဲ့အကိုတငယ်ချင်းတယောက်တည်းနေရလိမ့်မလားနေရာပဲနေတာနေခင်းမိုင်းတော့တည်းစားနေကြဝင်နေကြအမေသားတိုင်းပေါ့အဲ့တိုင်းကနေပြီးတော့ကိုကြိုက်တဲ့အသားရတယ်ဆိုပြီးတော့သူကလည်းလှမ်းပြောတာအဲ့ပြီးတော့ညနေပိုင်းမှာသွားယူလိုက်တယ်သွားယူပြီးတော့တငယ်ချင်းတွေတောက်ကြမယ်ဆိုပြီးတော့ဘေးကတငယ်ချင်းတွေချိန်ထားတယ်ပေါ့ချိန်တာနေတော့တငယ်ချင်းတယောက်တည်းနေတဲ့အခန်းအဲ့ခံမှာနှစ်ယောက်တည်းပဲချက်ပြုတ်ပြင်းစင်လို့ဘေးကတငယ်ချင်းတွေလာမှာတော့အဲ့လိုချက်ပြုတ်ပြင်းစင်ရနေပြီးတော့ဘေးကတငယ်ချင်းမလာခင်ချိန်မှာသူတို့တောက်ဖို့ရင်းနေလိုနေတော့ထွက်ဝယ်ပြီးတော့ပြန်လာပြီးတော့အင်းကိုမနူးသေးလို့ပြန်ချက်တယ်ချက်ပြီးတော့နူးတဲ့ချိန်မှာအင်းထည့်လိုက်တယ်ပေါ့ဟုတ်အဲ့မီးကိုပိတ်ပြီးတော့ဟင်းထည့်ပြီးတော့တခါမြည်တာတော့ထည့်ပြီးတော့မြည်ကြတယ်ပေါ့နှစ်ယောက်တကယ်နှစ်ယောက်ပဲဘေးကတကယ်ချင်းတွေမလာသေးဘူးဟုတ်အဲ့ဒီမှာမြည်နဲ့ညောင်တဲ့ထိုင်စားနေတယ်စားလို့ကောင်းတော့စားပြီးတော့နောက်တက်သွားထပြီးထည့်တဲ့ချိန်မှာအဲ့တဲကိုကြီးကစေးထားလို့ပြောင်းနေတာဟုတ်ရှာနဲ့ရက်ထားရှာနဲ့ရက်ထားပြောင်းနေတာကျွန်တော်တို့သမင်းနဲ့နေစားလိုက်တယ်လို့သမင်းနဲ့လိုက်လို့အိုးနဲ့နေဟုတ်အဲ့လိုစားပြောင်းသွားတယ်လို့မျိုးသူကလုံးဝပြောင်းသွားတာအဲ့ဒီအချိန်မှာလည်းကျွန်တော်တို့တကယ်ချင်းနှစ်ယောက်ကကျွန်တော်တကယ်ချင်းကသူကမိုဘိုင်းဂိမ်းတခုဆော့နေတယ်ကျွန်တော်ကဂီတာထိုင်တီးနေတယ်တီးနဲ့တောက်ကြတယ်ပေါ့တောက်တဲ့အချိန်မှာအမီးလိုပဲထထဲတာအဲ့မီးဖို့ပုံမှာကြီးရတော့ပိတ်ပြီးသွားပြီပေါ့ဟင်းဝကြီးကပူနေတော့မရှိသေးဘူးဟုတ်တစ်ခွက်ပဲထည့်ရသေးတယ်14-15ဘက်လောက်ပဲထည့်ရသေးတယ်ပေါ့90သားလောက်ကြီးရတယ်14-15ဘက်လောက်ပဲထည့်ရတပိတ်ကနေပြီးတော့ဟိုကပြန်ပြီးတော့နောက်တစ်ခါထားထည့်တဲ့အချိန်မှာတစ်ဖက်မှမရှိတော့ဘူးလို့အရေးလဲတစ်စက်မှမရှိတော့ဘူးဟုတ်အဲ့လိုပြောမှာဟုတ်ဘယ်သူမှလည်းမစားဘူးဒီဦးရဘယ်သူမှလည်းမစားဘူးကျွန်တော်နဲ့နှစ်ယောက်တည်းရှိရနော်တကယ်ချင်းနဲ့နှစ်ယောက်ပဲရှိရသူကလည်းမိုဘိုင်းထိုင်စော့နေတာအခန်းကအတူတူဘေးချင်းကပ်ပြီးတော့အဲ့လိုထိုင်စော့လဲရှိထိုင်စော့နေတာဟုတ်ပဲထိုင်ပြီးတော့သူကစော့နေတယ်ကျွန်တော်ကဂီတာတီးနေတူတူဝိုင်းဖွဲ့ပြီးတော့တောက်ရင်စားရင်အဲ့လိုလုပ်ချင်ပါတကယ်ချင်းတွေကိုစောင့်နေတာအော်နောက်ကအိုးရတယ်နောက်ထပ်လာတဲ့တကယ်ချင်းတွေကိုစောင့်နေတာအဲ့အိုးကြီးကကြက်ပြီးသွားပြီဟုတ်မီးလည်းပိတ်သွားပြီကြက်လို့ဆိုပြီးတော့နှစ်ယောက်နည်းနည်းထည့်ပြီးစားရင်းနဲ့ထပ်ထည့်မယ်ဆိုတော့အိုးထဲမှာမရှိတော့ဟုတ်ဒါကတော့ဒါကြံတော်တင်ကြိုင်အောင်ပေါ့နော်အောက်မှာဖြစ်သွားခဲ့တာပေါ့ကိုကြီးတို့အဲ့တော့ကိုကြီးတို့တည်တည်ချင်းဘယ်လိုမျိုးဖြစ်သွားလဲတည်တည်ချင်းဘယ်လိုဖြစ်သွားလဲဆိုတော့တည်တည်ချင်းတော့မအန်အောင်ဆိုတော့နှစ်အောင်စလုံးအတူရှိနေတယ်တကားလည်းပိတ်ထားရတာနဲ့ဒီတိုင်းဖြစ်သွားတယ်ဆိုတော့သူ့ကိုလည်းအတိပေးုံတော့ပဲပြောလိုက်တယ်သူ့ကိုလည်းမေးတာတော့မဟုတ်ရအောင်မေးတွန်းလိုက်တာလို့ဘာလို့မေးကြရလဲမလို့မလို့ပြောတယ်အတူထိုင်လိုက်ဒီလည်းထိုင်နေတဲ့အတွက်ကိုလည်းဒီလိုပဲထိုင်နေရတယ်ထားထဲတဲ့အတွက်ဒူးစမ်းတော့သူ့ကိုမမေးတော့ဘူးတားရေးဒီမှာတော့မရှိတော့ဘူးမင်းလည်းထားမထည့်ဘူးငါလည်းထိုင်နေတာဒီမှာဒီလိုကြီးဖြစ်သွားတယ်သူကလည်းတန်တောင်းနဲ့ထားကြည့်တယ်ပေါ့ကျွန်တော်တို့ကငကိုယ်လုံးကတည်းကဒီလက္ခဏာတွေတော့သိတယ်ပေါ့အရင်ကအေးရောင်တွေတော့သိတယ်ငါကျွန်တော်တို့ဟိုထမင်းစားနေတဲ့အချိန်ဆိုလို့ရှိရင်ဘယ်လိုမျိုးဟိုဖြစ်တာအိတ်တဲ့ချိန်မျိုးလို့ဖြစ်တာကျွတ်အတန်နေပါလေကြောင်းနေရတယ်လို့မျိုးပုံစံမျိုးပဲရှိတာ哦လူငယ်တွေဆိုတော့လဲဟို
ကြောက်တယ်လန့်နေတော့မဟုတ်တော့ဒီလိုပဲကိုယ်လည်းနေရတဲ့အချိန်မှာသူတို့နဲ့အတူတူပဲသူတို့ကိုတတိထားမိတိုက်တတိမထားမိတိုက်ပဲနေရတော့အဲ့သူလည်းတော့သူနေကိုလည်းကောနေအဲ့နေရတော့ဘာဖြစ်လဲဆိုတော့တငယ်ချင်းနဲ့အရက်အတူတူထွက်ဝဲတဲ့အချိန်မှာဒီကောင်ကလမ်းမှာချော်လဲလိုက်တယ်ဟောချော်လဲလိုက်တော့ဒီကောင်ကပြောတယ်မင်းဒီနေရာဒီမှာဒီချိန်ချော်လဲလို့မကောင်းဘူးတင်ငယ်ဟောင်းကြီးနောက်တော့ကြလို့ရှိရင်ဖက်နဲ့ကောင်းကောင်းလေးစီးလာခဲ့ဒီချော်ရတဲ့အချိန်မှာဒီဂရီပါဖက်နဲ့တွေပါမစီးနဲ့ဒီအချိန်မှာချော်မလဲစီနေတော့သူ့ကိုပြောမိတယ်ဟုတ်ပြောမိပြီးနှစ်ယောက်တူပြန်လာတာပေါ့စကားတွေပြောနေပြန်လာပြီးတော့အခန်းရောက်တော့အခန်းတစ်ခါကိုပိတ်လိုက်တယ်ပိတ်ပြီးတော့အဲ့အိုးရအမီကိုထည့်တာထည့်ပြီးတော့တူတူကကိုယ်တို့တောက်ကြတော့တောက်ပြီးတော့အဲ့ဒီကစတင်းငါးဘက်ကိုထိုင်ပြီးတော့ညီးကြတယ်နူးလားမနူးလားပြောရင်ဆိုရင်ပြီးတော့နောက်ထပ်မလောက်လို့အဲ့ဒီကကုံတော့ထထထဲတဲ့အချိန်မှမရှိတော့တာအိုးရတော့အဲ့လိုရှာနေရတယ်လို့မျိုးပြောင်းနေရတယ်ပြောင်းစင်သွားအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်လည်းတခါတော့ကြုံလို့ဆိုတာဟိုဘုနော်ဒီဟင်းဟိုလာစားရမဟုတ်ဗျဘာလို့ကျွန်တော်တငယ်ချင်းတယောက်ပေါ့နော်တငယ်ချင်းကကျွန်တော်ညီကိုတွေပဲအဲ့ဒါလေဒီကျွန်တော်တို့ဒီအခုနေနဲ့လက်ရှိဒီအညာထဲမှာဖြစ်တာပဲဘာဖြစ်လဲဆိုတော့ဒီညီလေးတယောက်ကညဟိုလောက်ရှင်9နိုင်လောက်ရှင်ပေါ့နော်ဒီကောင်လေးပြန်လာတာပြန်တော့ကျွန်တော်ဒီလမ်းထိပ်ပေါ့နော်ထိပ်ကျွန်တော်သိရမှာဟိုဂွေထိပ်လေစိုင်းဖို့ရှိတယ်ဂွေထိပ်အဲ့ထိပ်မှာဒီကောင်လေးကဟိုမြောင်းပေါ်မှာတွန်းအပေါ့သွားလိုက်မိတယ်သွားပြီးတော့ဒီကောင်လေးပြန်လာတယ်ဗျအဲ့ပြန်လာတဲ့အထိအိမ်ထဲကိုရောက်တော့ကြည့်ရအေးဆေးပဲရှိသေးတယ်အိမ်ပေါ်လေးရောက်တော့အခန်းထဲဝင်တကားပိတ်ပြီးတော့ထပြီးတောင်းနေတာသူ့ရဲ့မိန်းမလေးရှိတယ်သူ့မိန်းမရှိတယ်အဲ့တော့ကျွန်တော်ကဒီဘက်ဟိုစင်ဂယ်လုံးကမာစတာလုံးရှိတာဟုတ်ကျွန်တော်စင်ဂယ်လုံးကလည်းသူ့မာစတာလုံးမှာရှိရဆိုတော့အဲ့တော့ဆိုလို့ရှိရင်ဒီကောင်အဲ့တကားကိုသူကဟိုပေါ့သူ့မိန်းမလေးကဟိုပြန်လာနောက်ကျဆိုစိတ်ဆိုးနေတာတင်မစိတ်ဆိုးနေအောင်တကားကိုခောက်တယ်3-4ချက်ခောက်တယ်ကောင်မလေးလည်းစိတ်ဆိုးနေမဖွင့်နိုင်တော့နေနဲ့အပြင်မှာအိတ်ပေါ့ဒီလိုမျိုးပြောတာပေါ့ပြောတော့နောက်မှဒီကောင်တစ်ချက်အရှိကိုလာတိုင်းကျွန်တော်ဖျားကမ်းမှာထိုင်းတယ်ဖျားကမ်းမှာထိုင်းတော့ကျွန်တော်အဲ့တော့ဘာလဲဆိုတော့ဟိုကျွန်တော်ဟိုတီးတဲ့ကောင်းလေးပေါ့နော်အဲ့ကောင်းလေးကျွန်တော်ကဟိုရှက်တယ်မထွက်ဆိုကျွန်တော်ပြင်းတာပေါ့ဒီဝက်လေးတော့ပြင်းတယ်အချိန်မှာအဲ့ကျွန်တော်ဝက်လေးဆွဲယူသွားတာဖျားတဲ့အချိန်မှာဒီကောင်ငုတ်တော့ထိုင်းနေသေးတယ်ထိုင်းပြီးတော့ခဏပဲကြာတယ်ဝက်လေးဆွဲယူပြီးတော့သူ့ရဲ့အကဲအဲ့ဒီတကားကိုနော်ဒီဟိုပြောမှဆိုဒီကျွန်းတကားပေါ့နော်အဲ့ကျွန်တော်ကဖောက်တာလုံးနဲ့ဖောက်တာဖောက်ပြီးလဲပြီးတော့ဟိုကအထက်ကနေဘာဖြစ်တာလဲပေါ့ဆိုပြီးတော့ကောင်မလေးကတကားလေးဆွဲဖို့နေသူ့အကောင်မလေးရဲ့လေဘင်းကိုဓာတ်နဲ့ဒီလိုထောက်တာအဲ့ဒီဝက်ကိုလည်းချပြီးလို့ပြောနော်အနားမှာရှိအကောင်မလေးကအကန်းထဲမှာသူကဘာဟင်းချက်မလဲမသိဘူးဗျာစက်တုံလင်းအဲ့ဓာတ်ကိုယူလို့လေဘင်းကိုထောက်တာထိုးမလို့ပေါ့မျက်ထောင်ကြီးကပြောမှဆိုသူ့ပုံစံကဟိုပုံမှန်လူပုံစံနဲ့မတူတော့လုံးဝမတူတော့မတူဘဲနဲ့မျက်လုံးကြီးကနီရဲပြီးတော့ထောင်းနေတော့ဒီအလဲစုံမဲ့ထောင်းနေမှာနီရဲပြီးတော့တတ်မဲ့ကြောင်သူကအန်ကြီးကြိတ်လို့သူလုံအမအကောင်တော့ဝင်ဆွဲတော့သူကအကောင်မလေးအော်မှကျွန်တော်တို့လည်းပြေးသွားတယ်ပေါ့ပြေးသွားတော့ကျွန်တော်တယောက်ထဲလည်းပဲဒီကောင်လေးကိုမနိုင်ဒီကောင်အားနဲ့ကျွန်တော်အားနဲ့အများကြီးကွာတယ်ကွာတော့ဟိုအပြင်ကလူအပြင်ကတကားကိုဆွဲပြီးတော့ဟိုလာပါဦးပေါ့အရှိကလူတခြားကန်းလူခေါ်ပြီးတော့လာဆွဲဆိုပြီးတော့ဆွဲချုပ်ထားတဲ့အချိန်မှာလုံးဝလူပြောမှဆိုယောက်ျားတန်တန်မှာ4ယောက်လောက်ချုပ်တယ်ဗျာတင်မလက်တယောက်ချုပ်ပြီးချုပ်မရအောင်လုံးဝလွတ်ထွက်ပြီးတော့အဲ့ဒီနောက်ဖွေးရတကားကိုဟိုပြောမှဒီ join နဲ့တကားကို join တကားဆိုတာဒီဖော်မီကာနဲ့လောက်တာလားဒီဘယ်လိုလဲမသိဘူးအဲ့လိုဟိုဖော်မီကာပြားလို့ခေါ်တာအဲ့ဒါကိုကန်တာရိုက်ချိုးတာဆွဲပြီးတော့ဒီလိုပဲဗဇက်နဲ့ပါကိုက်ချိုးတာဗဇက်ကြီးနဲ့ကိုက်ဖဲ့ပြီးအကုန်လုံးမွားစံနဲ့ကျင်းတာပေါ့နော်ကျဲတာထွက်သွားဟုတ်တယ်ဒီကပြီးတော့သူ့ပုံနဲ့လုံးဝဟိုဘယ်လိုပြောလဲရိုင်းသူ့ပုံနဲ့မဟုတ်ဘူးသူမဟုတ်ဘူးပြပြောတိသက်တာအဲ့တော့ကျွန်တော်ကသတိထားနေတော့ဘာလို့ကျွန်တော်လည်းဒါတွေလောက်တာဆိုသတိထားနေဒါပေမဲ့အဲ့ချိန်မှာဘာလို့ဟိုအဲ့အပြင်လာတဲ့ဦးလေးကြီးကသူကဒီဖေးရတရားတဲ့ဦးလေးပေါ့နော်အဲ့ဒီဦးလေးကြီးကသူ့အိမ်သူပြန်နေပြီးတော့ဟိုပါတယ်ဆရာတော်ဘယ်ဆရာတော်လုံးဆိုသူအဲ့လိုမျိုးတောင်းပေါ်ဟိုတွားရင်းနဲ့ဟိုဒိတ်ခံဝင်းနဲ့ပေးလိုက်တဲ့ရေမန်းပေါ့နော်ရေမန်းဘူးလေးအဲ့ရေမန်းမှာလည်းဗာလေးထူးခြားပါလဲဆိုတော့အဲ့ရေမန်းဘူးလေးရဲ့ဟိုမှာလီတာဝဲဘူးလေးမဟုတ်ကြဘူးလီတာဝဲဘူးလေးမှာတင်ငန်းလေးချီကြတာပြီးတော့ဆရာတော်ပုံပါလဲပါတယ်အဲ့ဒါလေးနဲ့သူကအဲ့ဟိုတင်ငန်းကိုရေစွတ်ပြီးလဲပြီးတော့သူအဲ့လိုမျိုးခေါင်းရိုက်တာတော့ဦးညောင်းဟင်းဆိုပြီးတော့သူအော်သေးတယ်အော်သေးတယ်အဲ့ဒီမှာခွေလဲကြသွားတာဒီကောင်လေးကပြီးတော့တခုကျကျွန်တော်ကပထမဘေးကသူများကြီးထင်တာတော့ဟိုမူးလို့ပေါ့နော်ဒီကောင်လေးကတောက်တော့တောက်လာသေးတယ်ဗျတောက်ပြီးတော့မူးရွှေနေပေါ့နော်အဲ့လန်ထိတ်ကပေါ်မှာရှင်နှမ်းမှာသူအပေါ်ဆွန့်လိုက်ပြီးကြပေါ့အကနေပြီးကတ်ပါလာပြီးတော့သူကအဲ့ဒီအဲ့မှာဖြစ်သွားပြီးပြောအဲ့မှာခွေးကြပြီးတော့သူကောင်အိပ်ပျော်သွားတာမိုးလင်းဒီကောင်ကဘယ်သူမှမလို့ဒီကောင်ရင်တွန်းလိုက်သွားတယ်သွားတော့အဲ့ဒီနောက်ခွေးတွန်းလိုက်ကတကားဘယ်လိုဖြစ်တာလဲ
အကုန်လုံးသူပတ်ပြီးကျွန်တော်ကလာလို့ဦးကြီးကိုချင်းမီဓာတ်ရပါဖြစ်တယ်ဟေးရမှန်မှန်ချက်ဘာလို့လဲမင်းညာအဲ့လိုဖြစ်တာအပြန်လူလည်းမေးကြည့်ဦးဟာကိုကျွန်တော်မသိဘူးလို့ကျွန်တော်တဲ့တီးတော့ပြန်လိုက်ကျွန်တော်အခန်းတကားဖွင့်တာပဲသိရတယ်ဒီအိမ်တကားကိုသူဖွင့်လိုက်တာပဲသိတယ်ကျန်တဲ့ဟာကျွန်တော်မသိတော့ဘူးလေဒါကျွန်တော်တို့ဒါဆိုအဲ့လိုမျိုးဖြစ်တာသူမိမလဲနေမှာတော့အဲ့လိုအပေါက်ဆိုတာစို့သွားတွေးစို့သွားတယ်တန်ရမရှိတယ်သူကလည်းတောင်းဟဲ့ပေါ့အဲ့ဒါသူဒါကတော့ခုနကကိုကြီးနဲ့ဟိုကြုံကြိုက်လို့ပြောတာနော်ကိုကြီးလည်းပဲခုနကဟိုဒီသူချော်လဲနဲ့ကတ်ပါလာလို့ဖြစ်မှာပေါ့နော်ဟိုဒီကောင်ကျတော့ဒီအပေါ်ဟိုသွားဆုံးလိုက်မိကြပါတော့တကယ်နေရာမျိုးတွေလည်းဖြစ်နေတယ်ပေါ့လို့တက်နိုင်တော့ဒီအပြင်သွားတဲ့အခါမှာရှောင်းအောင်အရာကြီးပါတာပေါ့နော်ဒါမျိုးတွေကပြီးတော့ကိုကြီးတခြားဟာတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုရှိတယ်သူကအဲ့လိုနေရာမှာကျတော့သူက6ကြားရတယ်သူ့ဟာနဲ့သူတော့အများကြီးရှိတာဟုတ်ထူးခြားခြားတွေ့တာတော့ထူးခြားခြားကြုံတာတော့အဲ့ဒါပေါ့ကျန်တဲ့နောက်ကနေလိုက်တာတို့ဘာတို့ကတော့အများကြီးပေါ့အသေးမွားအဲ့နေရာတွေမှာတကယ်ကြံတော့နေရာကြီးဆိုသူကညဘက်ဆိုရင်သူက6ကြားရတယ်သူကများတယ်ဒါအခုခင်မိလာတဲ့အချိန်ဒီအိုင်နာမှာဒုနေအိမ်နေရှိဘာသာဥတွေရှိသူကအဲ့နေရာတွေကညဘက်တိတ်ဆိတ်တာပြေးဆိုလို့ရှိရင်တယောက်တည်းသွားရင်ကြောချမ်းနဲ့နေရတယ်ဟုတ်တယ်ကိုပြီးတော့လေသူကသွားတိုင်းဒါတိုင်းဟိုဖြစ်တိုင်းမှာသူကအဲ့နာမှာသူ့အရေးငွေသူကလည်းသူတော့ကျန်နေတော့ရှိတော့အားကြောင့်လမ်းကြောင်းဝင်တော့ပဲနောက်ကနေပြီးတော့အတန်ကြားသလိုမျိုးတခါကျရင်ဖုံးပြောနေကိုယ်နဲ့ဖုံးပြောနေသူကနောက်ကဘယ်သူလျှောက်လာတာလဲလို့မေးတယ်ဒါအရင်ကျန်တော့တင်နေအဟောင်းပေါ့နော်ပြောလို့နော်အဲ့လိုပဲပြောမှာနော်ကျန်တော့တင်နေအောင်တက်တက်အောင်အဲ့ဒီနေရာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဟိုတက်စီသမားတယောက်ဂျုံနေရတယ်ရှိတယ်ပဲအဲ့ဒါကျွန်တော်တို့ဒါကျွန်တော် channel ရဲ့ပရိသတ်တွေကျွန်တော်ပြောပြီးသွားပြီဟိုတက်စီသမားတယောက်အဲ့လိုပဲအဲ့ဒီအပင်နားပါပေါ့နော်အပင်နားမှာငါတို့ထိုင်နေတာဂျုံတော့မနဲ့စော်ကြီးငါတို့ထိုင်နေတာသူပါလဲဆိုတော့ဟိုနောက်မှပြန်တည်ရသူကအဲ့ဒီအပေါ်ကနေပြီးတော့ဟိုဒီခုနလောကနေပြုတ်ကျတည်ရတော့ကတော့လေပြင်လာတယ်သူကလဲတာလေဟုတ်တယ်အနားယူတော်တော်ဆိုရသူတို့နှစ်သက်တွေနဲ့သူတို့ကလဲတဲ့နေရာတွေရှိတယ်ဟုတ်ဒါအခုနောက်ပိုင်းမှာတော်တော်ကြီးပပျောက်ပြီးတယ်ပြီးရောဒါတွေဟိုဖြစ်လို့လားဒါပေမဲ့ပပျောက်သွားတာလားဆိုတော့မဟုတ်ဘူးဒီနေရာမှာလူတွေတတိမထားမိတာပဲရှိတယ်သူ့အတူဖြိုးဖြစ်စီရတော့သူ့အတူဖြစ်နေတော့ဟာရှိကိုဟိုလက်ရှိပြောကျွန်တော်ဒါကျန်တော့အကြောင်းပြောတာပေါ့နော်အခုကျွန်တော်နေတဲ့နေရာမှာဟောဒါကြီးကအရင်တော့တင်းငယ်အောင်လို့ပြောကြတယ်ကိုသိလားဒီဟာကြီးမဆက်ပါဘူးဒီမှာရောကိုကြီးအနေနဲ့ကြုံဘူးလားမရှိလားဒီမှာတော့အဲ့လိုမျိုးကြုံဘူးတာတော့အခုလောတဲ့အထိတော့မရှိသေးဘူးဟုတ်နောက်တော့ကြုံမှုမှာပါနောက်တော့ကြုံတော့ကျွန်တော်ပါဆိုတော်တော်များတော့နေတာလဲတိတ်မကြသေးဘူးမကြသေးတယ်ပြီးတော့ဒီအထဲမှာအိမ်မှာနေတာအိမ်ကတ်တာလေးနဲတာလေးအဲ့ဒါကြောင့်ပေါ့နော်ဘယ်လိုကျတော့အပြင်လို့ဆိုတော့ဟုတ်အဲ့ဒါပြီးတော့ကျွန်တော်ကအခုကဟိုဒီမှာကအငင်းပွားနေတယ်ဆိုတော့အခုကျွန်တော်နေတဲ့နေရာတော့ကျွန်တော်တို့အိမ်ရတော့ပေါ့နော်အိမ်ရနာမည်တော့ထည့်မပြောတော့ဘူးတချို့ကတော့တီးပြီးသားဖြစ်မှလိမ့်မယ်နော်အိမ်ရနာမည်တော့ထည့်မပြောတော့ဘူးကျွန်တော်အိမ်ရမှာဘာလို့ဆိုအရင်ကတင်းချိုင်းမီဖြစ်တဲ့အတွက်အဲ့တင်းချိုင်းမှာကျွန်တော်ဒီဟာကြီးကိုစောက်ထားတဲ့အတွက်ကိုဟိုတော်တော်များများဘယ်လိုလဲကြုံတဲ့သူတွေကလည်းရှိတယ်လို့မကြုံတဲ့သူတွေလည်းအများကြီးမကြုံသေးတာမကြုံတဲ့သူတွေကမယုံဖြစ်နေတာဟုတ်ပါဘူးကွာအဲ့ပြောလားဟုတ်ပါမရှိပါဘူးဒါမျိုးတွေလာနော်တကယ်ကြုံတဲ့လူကြတော့ဓာတ်တွေကတော့မစီးရတဲ့အထိဖြစ်သွားတာရှိတယ်မှာအရှိကြတော့ဟိုဘာလို့ဓာတ်တွေကထဲမှာတွေ့တာမျိုးတွေတင်တာဟိုခလုံးမနှိပ်ပဲပွင့်တာမျိုးတွေဟိုလူဝင်းမလာဘဲနဲ့ဒီဟိုမီးဆိုင်ပြတာမျိုးတွေပြီးတော့အတန်ကြားတာမျိုးဒီဓာတ်တွေကနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ပြီးတော့ရှောက်လန်းကျွန်တော်ဒီရှောက်လန်းနေမှာလည်းဟိုတော်တော်ဆူဆူဝါးတွေကြုံခဲ့တယ်လို့အများကြီးပေါ့ဒါကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့တဲ့ဟာတွေလည်းအများကြီးပါအဲ့ဒါလည်းကျွန်တော်လည်းပတ်သက်တဲ့ဟာတွေကျွန်တော်ပြောပြပြီးသားဖြစ်သွားပြီအတွက်ကျွန်တော်ဆက်မပြောတော့တတ်မပြောတော့နော်ဆိုတော့ကိုကြီးနေနေတကယ်လို့ယုံတာကျွန်တော်ပြောဒီမှာရှိတယ်ဆိုတော့လက်ခံနိုင်တော့လားဒီမှာရှိဒါကိုလက်ခံတာတော့မဟုတ်ဘူးရှိတယ်ဆိုတာတော့ဒီတော့ကမှာဒါတွေကနေရာတော်တော်များများမှာနေရာဒီနေရာတွေမဟုတ်ဘူးတော်တော်များများမှာမဟုတ်ဘူးတော့သူ့ရဲ့တော်တော်များများမှာရှိတယ်ဆိုတာတော့လက်ခံတယ်ဖះဟောနေမှာပါနော်ဝေမာကြီးကပိတ်တာတော့ပါနော်အတူတူကဒါပါအများကြီးပါနော်
ပုံပေါ်ရတယ်အများကြီးမှာဒီ သူတို့ကတော့ထူးခြားခြားသူတို့ကမနှောက်ရက်ပါဘူးသူတို့ကထူးခြားခြားဟိုနှောက်ရက်ပြီးတော့လုံနိုင်တာလည်း တိတ်မရှိ ဒါပေမဲ့သူရှိတယ်ဆိုတော့ဟိုသူတို့ပြခြင်းနဲ့အကြောင်းတရားရဲ့ အများအတန်းလိုချင်တာ အများတန်းလိုချင်တာရဲ့တခါလေကျတော့ဟိုသူတို့ပုံမှာသူတို့အလိုမကြအောင်ကို လုံးပြီးလုံးမိတဲ့ဟာတွေရှိတာပေါ့နော်အဲ့ကြရင်သူတို့ဘက်ကဒေါသထွက်ပြီးတော့သူတို့အနေနဲ့တုံ့ပြန်တဲ့ဟာအဲ့ဒါတွေတော့ဟိုကြုံလို့သူတို့စိတ်ဆုံးအောင်သူတို့မကြိုက်တဲ့အရာတွေကအဲ့လိုသွားလုံးပြီးအောင်အဲ့လိုပေါ့နော်သူတို့ဒီပထမဟိုဒီတချို့ကောင်းတဲ့အဆောင်ရှောက်ရှိတယ်မကောင်းတဲ့အဆောင်ရှောက်တွေရှိတယ်လို့သူတို့ဒီပြရလောကနာနာဘဝမှာလည်းပဲကောင်းတဲ့နာနာဘဝတည်းရဲ့ရှိတယ်လို့မကောင်းတဲ့နာနာဘဝတည်းရဲ့ဒီပြရလောကလည်းရှိတာပဲဆိုတော့ဟိုတချို့အခန်းတွေတချို့တိုက်ခန်းတွေဟိုလမ်းသွားလမ်းလာလေကားတွေခုနကကျွန်တော်ပထမခုနကတော့ကိုကြီးနဲ့ကျွန်တော်ပြောသလိုပေါ့ဟိုလမ်းဘေးမှာဟိုအပေါ့သွားတယ်မကြိုက်လို့အင်ကြီးလိုက်လာပြီးတော့ဘူးရဲ့တောင်းညမ်းတယ်ဒါကဟိုသူ့အတူနေတဲ့နေရာမှာကိုရီးယားသွားပြီးတော့အပေါ့စွန့်မိလို့သူ့ရဲ့နယ်မြေမှာသွားပြီးတော့ဟုတ်တယ်သူတို့မကြိုက်တာကိုလုံးမိလိုက်လို့ဒါမျိုးသူတို့ပြန်ပြီးတော့တုံ့ပြန်တာပေါ့နော်အဲ့လိုဖြစ်သွားတာပေါ့ဆိုတော့ခုကျွန်တော်အခန်းထဲဒီလိုအခန်းတွေမှာလည်းပဲရှိကောင်းရှိနေတယ်ပေါ့နော်ဟိုသူတို့မကြိုက်တာမျိုးတွေလုံးမိတဲ့အခါမျိုးမှာလည်းသူတို့ပြကောင်းပြနိုင်တယ်ပေါ့နော်ဟိုတချို့လူတွေကြတော့ငါခုရှင်ဒီတရေမလို့တရေဆိုတော့မယုံမတူမကြုံဘူးသူတို့မကြိုက်တာနဲ့မကြုံသေးလို့ဖြစ်ပါလိမ့်မယ်နော်လူစရာကတော့ကန်နင်းနေချိန်နေချိန်ပေါ့နော်အဲ့လိုရှိမှာပေါ့ဟိုသူတို့ဝင်လို့ရတဲ့နေရာဝင်လို့မရတဲ့နေရာတို့အဲ့ဒါတွေလည်းဟုတ်တယ်နော်အဲ့ဒါလည်းကွာရှိသေးတာပေါ့သူအိမ်ဆိုတာလည်းဟိုဘယ်လိုပြောမလဲအိမ်တိုင်းတော့သူတို့ဝင်လို့ရခြင်းမှာရတယ်မယ်တချို့အိမ်တွေမှာသူကဒီလာသမားကြီးရဲ့လူရှိတယ်ဘုရားတရားခိုင်မြဲအောင်လုပ်တဲ့လူရှိတယ်အဲ့တော့သူတို့ဒီတဲဝင်ဖို့အတွက်သူတို့ခွင့်ပေးမှာဟုတ်တယ်သူကလည်းခွင့်ရအောင်ပေါ့ချို့ကြတော့ဟိုဘယ်လိုပြောဒီတိုင်းပဲဘုရားတရားလည်းရောဘဝပဲနေတယ်ငါအိမ်မှာလည်းဟိုစီးတိတ်မရှိရဲ့အိမ်မျိုးကြတော့သူတို့အနေနဲ့ဝင်လို့ထွက်လို့သူတို့လွယ်တာပေါ့ဒီပြန်လာတဲ့အချိန်မှာသူကတ်ဝင်လာတာတို့အဲ့အချိန်မှာသူတို့စိတ်ကအလုံးမကြရင်လုံးမကြသလိုတို့အဲ့လိုမျိုးတွေတွေ့ဘူးတယ်ဟုတ်ပေါ့ပြီးတော့နောက်တစ်ခုကျွန်တော်ကအခုကကျောင်းနေတဲ့နေရာတွေဗျာဟိုကျွန်တော်အခုလက်ရှိနေနေတာကျွန်တော်ဟိုပြောတော့တိုက်ခန်းနေရဆိုတော့ဗျာဟို channel 1နဲ့မရှိဘူးကိုကြီးနော်အဲ့ဒီမှာလည်းပို့ပြီးတော့တိတာတဲ့အချက်တွေရှိတယ်ဗျာအဲ့တော့ကျွန်တော်ဟိုနယ်ဘက်တွေပဲထားပါပဲနယ်ဘက်တွေရွာဘက်တွေပေါ့တခြားနေရာဒေသတွေမှာပေါ့နော် channel 1နဲ့နေတဲ့နေရာမျိုးတွေပေါ့ channel ဆောင်နဲ့မှာတစ်ခုတန်သွားပြီနော်ကျွန်တော်မှကြားလို့ရှိရင်ကျွန်တော်ဒီတိုက်ခန်းမှာနေလို့ရှိရင်ဟိုအိမ်ဆောင်နဲ့ပဲရှိတယ်ထားပါတိုက်ခန်းဆောင်အိမ်ဆောင်နဲ့ပဲရှိမယ် channel ဆောင်နဲ့ဆိုတော့မရှိတော့ဘူးနော်ဟိုမှာကျတော့ဟိုအိမ်နဲ့ channel တွေရဲ့ကောင်လူမျိုးတွေပေါ့နော် channel 1နဲ့ကျတော့ channel ဆောင်နဲ့ရှိရတော့ဓမ္မဆိုတော့ defense သူကာကွယ်မှုတစ်ခုကရှိသွားတယ်အဲ့ဒီဟာကိုအဲ့ဒီစင်ကြော်ကြီးကောင်အိမ်နဲ့ဝင်လို့ရမှာကျွန်တော်ကျတော့ဒီဟာလိုင်းလေးတွေတော့ကျုပ်ဘာလို့ဆိုတော့ဟိုကျွန်တော်ဒီမှာကြားလို့ရှိရင်ဟိုတချို့မီးမမှန်တဲ့နေရာတွေပေါ့နော်ထားပါညနေ9နာရီမှမီးလာတယ်မီးလာတော့9နာရီမှမီးလာတဲ့ရက်ွက်မျိုးတွေတိုက်ခန်းမျိုးနေရာမျိုးတွေပေါ့နော်ဟိုရက်ွက်တွေပေါ့အမှဆိုလို့ရှိရင်သူတို့9နာရီလောက်မှဈေးကိုသွားတယ်ဗျာထားလိုက်ပါဈေးမှသွားရဝယ်ချမ်းတယ်တနာရီလောက်ကြာတယ်တနားကြောင်သူပြန်လာချိန်မှာ6နာရီဆိုတော့နေရိုင်းသွင်းနေ9နာရီကျော်နေရိုင်းသွင်းနေဖြစ်သွားတယ်အဲ့မှာဟင်းတွေဝဲလာမယ်အသီးရွက်တွေဝဲလာမယ်အဲ့လမ်းတောက်လျှောက်သူပြန်လာတဲ့လမ်းတောက်လျှောက်ကဘာဆိုတင်းငိုင်းနေအဲ့ဒါနေပြီးတော့အခန်းထဲဝင်လာမယ်ပါမလာနိုင်ဘူးလားပါလာနိုင်တာပေါ့နော်ပါလာနိုင်တာပေါ့သူတို့ကဒီလိုဒီဟာတွေပဲသူတို့ကဟိုစားသုံးနေတာလေသူတို့ကလည်းနှစ်သက်တာသူတို့ဒါပဲဒီချိန်အကွက်ကောင်းမစောင့်နေတာသူတို့ကဒီလိုထွက်တဲ့အချိန်နဲ့ဒီချိန်ကနေရိုင်းသွင်းချိန်မှာဒါလူတွေကမကောင်းဘူးတော့ဒီချိန်လို့ရှိလို့ရှင်ဒီຢာတွေကသွားရလာတယ်အမှန်နဲ့သူတို့သွားရလာတဲ့အချိန်မှာဒါသူတို့ကြိုက်တဲ့အနံဟုတ်ရတာပြီသူတို့ကြိုက်တဲ့အစားအစာတွေးတာပြီဒါသူတို့ကလိုက်လာဒါလိုက်လာပြီးပြီးတော့သူဘယ်လိုပြောမလဲလူရဲ့နေရာတွေရောက်အောင်သူတို့ကလိုက်ပါပဲဟုတ်တယ်သူတို့စားကျင်တာစားဖို့လုံးပါပဲလေသူတို့ဟိုပြောမယ်ဆိုတော့ဒါကြီးကခွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ဗျာဒီအမဲသားမှာထားလို့ဒီအသားစိမ်းငါးစိမ်းမှာဟိုကဘယ်လိုပြောကာကွယ်မှုမရှိဗျာကာကွယ်မှုရှိဆိုတာ free ပဲလွတ်လပ်ကြီးအဲ့ဒီအသားကိုကတ်ပြီးတော့လေလိုက်လာနိုင်တယ်လေတ
တယ်ဒီထမင်းကြိုင်လားကျွတ်အိတ်လားတင်လားဒီအိတ်မှာလိုက်ပြီးကတ်ပြီးတော့လိုက်လာလို့ရှိရင်သူခန်းထဲဝင်လို့ရသွားပြီဗျာတင်လားသူ့မှာကာကွယ်မှုမရှိတော့သူ့ကို free ဝင်ဝတ်ပေးထားသလိုမျိုးဖြစ်သွားမှာလေနော်အဲ့တော့ line ဝင်လာမှာပဲကိုကြီးကပထမဆုံးကြုံခဲ့ရတယ်အဲ့လိုမျိုးဖြစ်မှာပဲနော်ဟုတ်တယ်အဲ့ကြောင့်မှဖြစ်နေမယ် ပြီးတော့ live ဝင်လာတယ် live ဝင်လာပြီးမှကျွန်တော်တို့တစ်ခွက်ခတ်လိုက်တဲ့အချိန်မှာသူကစားရတာစားပြီးကျွန်တော်တစ်ခွက်ကုန်သွားချိန်မှာသူလည်းစားပြီးသွားပြီရှိတော့သူလည်းကြိတ်လိုက်ပြီတော့ကျတော့လုံးကြိတ်တာပြောင်းလဲတာအဲ့မှာငငယ်ချင်းရောက်မင်းစားတာကလို့လေသူမေးအောင်လေသူလည်းထိုင်းနေတာသူထိုင်းလိုက်ပြီလို့လို့ဖြစ်နေမှာကုန်သွားပြီလို့ပဲသူပြောလိုက်တာသူကလည်းတန်တုံးနဲ့ထားလာကြည့်ပြီးပြောဒီလောက်တော့ကုန်သွားတာပေါ့အောင်းနှစ်ယောက်တည်းနေတာဟိုဘေးကလည်းမဝင်လာဘူးပေါ့အဲ့တော့မင်းလားငါသားလည်းမေးလို့မရတော့မင်းစားကငါသားလည်းပြောလို့မရတေချာသွားတာဒါကြီးကတော့တေချာအဲ့နောက်နေ့ကျတော့ဟိုအဲ့လိုထပ်ပြီးတော့နောက်နေ့တွေမှာအဲ့လိုမျိုးပုံစံမျိုးတော့မဖြစ်ဘူးဒါပေမဲ့အဲ့လိုရှိနေတယ်ဆိုတာအဲ့လိုမဖြစ်ခင်အချိန်နဲ့ကျွန်တော်တို့ကသိအဲ့ဆိုရင်ကိုကြီးမဖြစ်ခင်လည်းအဲ့ဒီနေ့မတိုင်ခင်နဲ့ချုံမလဲခင်နေ့ရဖြစ်တာဆိုလို့ရှိရင်ချုံမလဲခင်မှာတယောက်အထက်မှာရှိပြီးသားဖြစ်နေပြန်နော်တခုခုကရှိပြီးသားမှာထပ်ပြီးတော့သူနေတိုင်းဖြစ်နေတာဟုတ်သူနေ့တွေကတရားချိရဲဆိုတာဟိုသူကလည်းအတန်ပေးတဲ့ချုံလို့မဟုတ်သူကလည်းတိအောင်တမျိုးပြတမီလို့တလို့ကိုကလည်းဒီနေရာမှာသူရှိတယ်ဆိုတာဟိုတိကိုတိနေတာတိနေတဲ့အတွက်ဘာဖြစ်လဲဆိုတော့နောက်ကြတော့ကိုယ့်ကိုဟိုမကြောက်တော့ဘူးရှိနေတယ်လို့ရှိရင်သူနဲ့ဆိုလို့ရှိရင်သူနဲ့ကိုနဲ့တကယ်ချင်းတော့မဟုတ်ဘူးပေါ့ဟိုရင်သွားတော့ဗျာနေတိုင်းကျုပ်လာတာများဒီဘောလို့သူနောက်ကတိုင်းရင်လည်းစိတ်ထဲမှာမရှိတော့ဘူးအေးလိုက်ရင်လိုက်ရောပေါ့ဘာဝင်လို့ဒီဘောလိုက်တယ်ခါကြလို့ရှိလို့ရှိရင်ရဲတွေပါတားမှုတိုင်းလည်းသူ့ဆဲရင်ဆဲတယ်ဟောဆဲတယ်ဆဲတယ်ငါ့ကိုလာနောက်တာလားလို့ဘာလို့ရှိုးလို့ရဘူးနော်ငကိုလေးအဲ့တိုင်းကသူကရှိဒါရိုးတွေပါနဲ့ပြစ်တာတွေဘာသူကပြစ်တာပြစ်တယ်အဲ့ဒါရိုးတွေပါနဲ့ပြစ်တယ်အဲ့ဟိုအနဲ့ပါလေဆိုလို့ရှိရင်သူကမကောင်းတဲ့အနံမပေးဘူးသူမွေးလုံးအကြီးနေတာအမွေးလုံးမွေးလုံးအကြီးနေရာနဲ့နေတာပေါ့နေရာနဲ့နေတော့ပို့ပြီးတိတာနေရာနဲ့နေတော့အဲတယောက်ကထွက်သွားပြီဆိုရင်တယောက်ပဲကျန်လာတယ်အဲသူကလည်းကိုအိပ်ရမလို့ဝင်ချိန်မှာသူကအဲ့ဒီနဲ့ရသူ့ကိုတော့သွားကိုအိပ်ရလို့တဲ့အချိန်မှာလည်းအဲ့ဒီနဲ့ရမွေးရကိုအဲ့လိုပရာလောကတွေမှာအဲ့လိုမွေးရဲ့အနံပေးတာတော့တော်တော်ရှားရမှာဟိုပရာလောကမဟုတ်ဘဲနဲ့ဗျာနည်းနည်းကောင်းတဲ့အဆောင်ရှောက်တွေပါဖြစ်နိုင်မှာလားဘာလို့ဆိုကိုအမေကစားတာမကြိုက်လို့တကူလောက်တာမျိုးနော်တခုပြန်စဉ်းစားအောင်ကြီးအဲ့မှာကျွန်တော်လည်းကြားထဲမှာပါဖြစ်သွားပြီရောသွားပြီကိုကြီးတို့အရင်တော့မွေးတဲ့အနံပေးတယ်နော်ဟိုကိုကြီးတို့အမေသားဝင်နေတော့အနံမွေးသူဟောပေါ့သူရှိချောင်းကိုဟိုအလောက်လေးနဲ့ပြတယ်အနံမွေးလုံးနဲ့အနံနေပေးတယ်ပေါ့နော်ချော်လဲပြီးတဲ့အခါမှာဟင်းအမေသားတွေလာစားသွားတယ်ဆိုတော့ကိုကြီးတို့အရင်မှာရှိနေတဲ့လူကတက်တက်တည်းကောင်းတဲ့အဆောင်ရှာနောက်ကနေကိုကြီးတို့ချော်လဲလို့ရောက်တာပါလာလို့အဲ့ဒါတကောင်ဖြစ်နေမယ်နော်အဲ့လိုဖြစ်နေမယ်အဲ့ကိုကလည်းကျွန်တော်လည်းအဲ့ဒါပဲစဉ်းစားရတာကောင်းတဲ့အဆောင်ချက်တူကြီးဘာလို့အမေသားမစားဘူးဟုတ်တယ်သူပုံမှန်နေရတဲ့သူကျွန်တော်တို့ရနေပြီးတော့အဲ့လိုမျိုးနိုင်ထားတယ်မလို့ကျွန်တော်နေတိုင်းဟင်းချက်တာသူနေတိုင်းသူစားရင်ကျုံတာတော့ဒါပေမဲ့အဲ့ဒီချိန်မှာတော့သူကြကြအဲ့ဒါကြီးကအဲ့ကြော်လဲလို့ပါလာတဲ့အဲ့လိုတကောင်နဲ့တကောင်သူလိုက်လာလို့ရတော့နေပါလိမ့်မယ်အေးဘောဟိုသူအဲ့လိုမကောင်းတဲ့နေရာမျိုးမှာချော်လဲပြီးသွားပြီးကြာသွားပြီပါလာပါပဲအနည်းဆုံးပြီးတော့ဟိုတောက်စားတဲ့လူဆိုပိုးဆွဲကိုရပြီးတော့အဲ့လိုမျိုးဟိုဘောအားနေတဲ့လူတွေပေါ့ကိုကြီးကြောက်တယ်မလားဟိုဘောပါလေဟိုဖုတ်ဝင်တာတို့ဘာလို့ဆိုလို့ရှိရင်ဒါအားနေတဲ့လူတွေပဲဝင်တာလေလူသေးကနီးဆိုရင်သူတို့ခုခံအားနေတဲ့ကောင်တွေပြီးတော့ခလေးတငယ်တွေဒါမျိုးတွေမှာသူတို့ဝင်တတ်တာဟုတ်အဲ့ဒီပိုင်းရောဟိုဟာပါရထူးခြားသေးတယ်အဲ့ကိုကြီးတို့အဲ့အမေသားစားပြီးနောက်နေ့အဲ့လိုမျိုးဟိုအမွေအနှံ့နေရသေးတယ်ဒါမှမဟုတ်ခုနကမကောင်းတဲ့ကောင်နဲ့အင်းနေအဲ့လိုတခြားလောက်တော့မရှိသေးတယ်အဲ့လိုမျိုးတော့မရှိတော့ဘူးနောက်ပိုင်းမှာအဲ့အမွေနဲ့ရတဲ့ဟိုကတော့သူကတော့ပုံမှန်တိုင်းပဲသူကသူ့ဘာလို့အမွေနဲ့ပေးတယ်သူတီးအောင်လုပ်တာဒီအဆောင်မှာသွားရတာလေဆိုရင်သူလမ်းလျှောက်ပြီးလိုက်တာနောက်ကနေလိုက်တာလမ်းလျှောက်ပြန်ကြားတာဘာညာတော့သူကတော့ပုံမှန်တိုင်းပဲဒါပေမဲ့အဲ့လိုမျိုးဟိုဟင်းအိုးကြီးပြောင်းပြီးနိုင်စားတာတော့အဲ့ဒီချိန်ကတော့သူကထူးကြပါလေအဲ့ဘယ်ကအဲ့ဒီစားရသူပြန်လစ်သွားတာဖြစ်မယ်ဘာသာကောင်းတဲ့ဆောင်ရရှိတယ်သူလစ်သွားတာဖြစ်မယ်သူက
ဒီထဲမှာလည်းသူနေလို့ရအောင်ပေါ့ပေါ့သူအဲ့လိုမျိုးလေနေလို့သူ မနေနိုင်တော့ မနေနိုင်တော့ အဲ့ဆိုအရှင်ရှိမှာကောင်းတဲ့ဆောက်ရှောက်ရှိဒီမှာထားရပါတော့တဲ့မှာအဲကောင်းတဲ့ဆောက်ရှောက်ရှိသူလည်းနေနိုင်အောင်ကြာကြာနေမဟုတ်ပဲခံနိုင်မယ်နော်ကိုကြီးတို့မောင်းမထုတ်တော့သူကအော်တိုပြေးမှာပဲတဲ့တခါစားဖို့တန်းစားပဲလာလို့ဆိုတန်းစားကြံသွားတော့ သူကအဲ့နေရာကြီးကတော့သူပထမကျွန်တော်မနေခင်မိန်းမရနေတာအဲ့မိန်းမတွေကိုတော့သူလက်မခံဘူးပေါ့မိန်းမတွေနေတော့လက်မခံမိန်းမတွေလည်းပြောင်းပြီးတော့ပြောင်းသွားပြီးတော့နောက်တဲ့စတူဒီယိုတွေလောက်ပြီးမှယောက်ျားကြီးပဲပြင်ထားတာအဲ့အချိန်မှာဖြစ်တယ် ဟုတ်တယ်ကိုအဲ့ဒါသေးကြပါဘာလို့ကောင်းတဲ့ဆောက်ရှောက်ဖြစ်နေတယ်အဲ့တော့တချို့ကျွန်တော်လည်းကြုံဆိုတာတချို့နေရာတွေပေါ့ဝက်သားစားတာမကြိုက်တာမျိုးတွေလေတည်ရမှာတချို့အိမ်နေအခန်းတွေလေဝက်သားစားတာမကြိုက်ဘူးအမဲသားစားတာမကြိုက်ဘူးပြီးတော့ဟိုဒီ toilet မဟုတ်ဘဲနဲ့ပေါ့ဒီကျုံရမှာဟို toilet ဟိုရှူပေါက်တာတွေအပေါ်သွားတာမျိုးတွေမကြိုက်ဘူးအရေးကြီးတာတောက်စားတာတွေမကြိုက်ဘူးတချို့နေရာအခန်းတွေအများကြီးနော်အဲ့ဒါမျိုးတော့အများရှိတယ်ဟုတ်တယ်အဲ့တော့တေချာပဲဘယ်လိုပထမဆုံးရှိနေတဲ့ဟာတော့ဒါကောင်းတဲ့ဆောက်ရှောက်ဖြစ်ပါလိမ့်မယ်ဒါကျန်တော့ကောင်းတဲ့ဆောက်ရှောက်ကြီးပေါ့တင်ញိုင်းပိုင်လည်းဖြစ်မှာပေါ့ သူအဲ့နေရာတော့သူက6ကြားရများနေရာကြီးကောင်းတဲ့အကြောင်းရောက်တယ်မကောင်းတဲ့အကြောင်းရောက်တယ်ရှိမှာပေါ့အများကြီးကောင်းတဲ့လူတွေကောင်းတဲ့လူတွေအများကြီးရှိမှာအဲ့နေရာတကယ်ကိုသူက6ကြားကိုကောင်းတယ်ကျွန်တော်တို့ကလည်းညဘက်ဆိုအဲ့နေရာကြီးမှာနေခဲ့တော့ညဘက်ဆိုရင်6ကြားရကြီးပါအဲ့လိုမျိုးတော့တွေ့ဘူးတော့အဲ့တခါတော့မမှန်ရပါအင်းဝေးလိုက်ပြောက်သွားတော့လမ်းအဲ့ခုနကကိုကြီးကောင်းတဲ့စောက်ရှောက်ဆိုကျွန်တော်လည်းပဲပြောမယ်အခုမှတတိယတော့အခုနကဝတ္တာကိစ္စပေါ့ကျွန်တော်ဒါတော့လေတော့စက်ခွန်လာပြီအလောက်ကဖြစ်တယ်ရခိုင်ဘက်မှာဖြစ်တာကိုရရခိုင်ဘက်မှာကျွန်တော်ကတော့အဲ့တော့ဝန်ထမ်းပေါ့ဗျာဝန်ထမ်းဆိုတော့ကျွန်တော်တို့လိုင်းကန်တွေပေးထားတယ်ပြီးတော့ကျွန်တော်လိုင်းကန်တွေဘယ်နားမှာလဲဆိုတော့ကျွန်တော်အစွန်သုံးမှာသွားကြကျွန်တော်အဲ့တော့တော့ ES PA ပေါ့ကွန်ပျူတာသမားပေါ့ဆိုတော့အမှတောင်စုံးမှာကြားတယ်ဗျလိုင်းကန်တွေကတောင်စုံးကန်သူကဟိုပေါ့အဲ့ဒီတစ်ခါလုံးမှာ9ခန်းရှိတယ်ဘေးကန်ခန်းတွေမှာလူတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ခန်းကဟိုပြောမလို့ကျွန်တော်ပြောခင်တော့စတိုကန်မှာလူလောက်ထားတာကိုရတယ်အထဲမှာပစ္စည်းတွေအများကြီးထည့်ထားတာတစ်တူသစ္စာတွေပြီးတော့ဒီဟို printer အပြစ်တွေကွန်ပျူတာအပြစ်တွေပေါ့နော်အများကြီးပေါ့ဒီအများကြီးဟိုထည့်ထားပါဦးမှာအဲ့တော့ကျွန်တော်ရောက်ခါမှာအဲ့ဒါကိုရှင်းပြီးတော့ကျွန်တော်အတွက်ဆိုပြီးကျွန်တော်အတွက်အခန်းလုပ်ပေးလိုက်လို့တော့အဲ့ဒီအခန်းရဲ့ရှေ့မှာအပင်းရှိတယ်ဗျအပင်းဆိုဘာပင်းလဲဆိုတာကျွန်တော်လည်းမသိဘူးဘယ်လိုလဲဆိုအပင်းကြီးမျိုးပဲဗျအပင်းကအကြီးကြီးနဲ့အဲ့ဒီအပင်းမှာဘယ်လိုလဲဆိုတော့ဟိုစူးပုံစံမျိုးလေးတွေရှိတယ်ပြီးတော့ဒီလိုဟိုပြောမှာဆိုအရေးတင်တယ်အများကြီးတာဒီကောင်ဒီအပင်းကတော့ကျွန်တော်ဟိုမပြောရဘူးဗျအပင်းတော့ဘာပင်းလဲလက်ပံမယ်ဟုတ်မယ်တင်တယ်ကိုရဒီဒါမဲ့စူးတွေရသူစူးလေးတွေအများကြီးပဲဟိုပြောဟိုဒူးရင်းစူးပုံစံမျိုးတွေအများကြီးပဲအပင်ပတ်ပတ်တယ်မှာအုံးကြီးအုံးအပင်ကြီးအုံးဆိုင်ဆိုင်ပြီးတော့ຫນွေလည်းရှိတယ်ဗျဆိုတော့အဲ့ဒီကျွန်တော်နေတဲ့အခန်းရဲ့ဒေါင်းပေါ့နော်ရှိတဲ့ဒေါင်းပေါ့ချန်စီဒေါင်းအဲ့ဒီပင်ကြီးရှိတယ်ရှိတော့ပရမကျွန်တော်နေဟိုကျွန်တော်အဲ့မှာကျွန်တော်ဘာလို့ဆိုသူတို့ဒီဟိုပါကန်နေရှိပေါ့ထမင်းစားနေရကျွန်တော်ရှိတယ်ပေါ့အဲ့ရုံအောက်ကျွန်တော်ကဒီလိုရခိုင်မှာဆိုတော့ဟိုကျွန်တော်ကတောင်အဲ့ဟာလေးကအဲ့တောင်ရဲ့အောက်ကဟိုဒုတိယတောင်ဘယ်လိုပြောမလဲဆိုဟိုလစ်ကလေးစိုက်သွေးဝင်လို့ရပြင်မှာတက်တော်ပြီးတက်တော်ဆင်းသွားတာဟိုကျွန်တော်တို့ရုံးကြတော့အခြေစိုက်ရုံးကြတော့ဟိုအောက်ဆုံးမှာအဲ့ဒီဟာကြီးကျွန်တော်က2ဆင်းလောက်မှာကျွန်တော်တို့ကဟိုပါမှာနေတာအဲ့ဒီ line ကကျွန်တော်ခန်းရှိတာရှိတော့ကျွန်တော်ထမင်းစားအဲ့2ဆင်းကိုကြောက်ပြီးတော့ကျွန်တော်အဲ့အောက်ကိုသွားပြီးတော့ထမင်းစားတယ်ပထမ3ရက်ကတော့ဆင်းစားတယ်ဗျနောက်ပိုင်းကျတော့ဘာလို့မစင်းကျင်တော့သူကဟိုရုံးစင်းရုံးတက်ကလေကျွန်တော်ဒီကနေစင်းတယ်ကျွန်တော်ဒီကနေတက်လိုက်တယ်ဆိုတော့ညောင်းအဲ့တော့မစင်းကျင်တော့ဟင်းကိုအကနေပြီးတော့တခါလေရုံးစင်းပြီဆိုတော့ကျွန်တော်၄ခွဲရုံးစင်းပြီအဲ့မှာဘောရင်းလိုက်ကန်ပြီးကျွန်တော်6လဆိုပြန်တက်လာတယ်တက်ပြီးကျွန်တော်ဟင်းနေထမင်းနေအကုန်ထုတ်လာတာထုတ်ပြီးတော့အခန်းမှာစားတော့ဘာဖြစ်လဲအဲ့ဒီဝက်သားမှတ်မရဝက်သားနဲ့ပုံရင်ကြီးတယ်ချက်တယ်ဆိုတော့အမှလည်းဝက်သားမျိုးဟိုစားခဲ့တယ်အမှရခိုင်ဆိုပေမဲ့နော်အတော့ဟိုပြောမှဆိုဟိုညားရတဲ့မှာဟိုနည်းနည်းဝက်သားမစားလို့ရတယ်တဲ့မှာအဲ့ထိုက်ပါတော့အဲ့လူမျိုးရှိတော့အဲ့တို့ဆိုတော့စားခဲ့တော့ဟိုပြီးတော့တောဝက်ဗျာတောဝက်ကောင်ကတို့ကအဲ့တော့အဲ့ဒီနေရာကြီးကကိုရဟိုကျွန်တော်ရုံးပတ်ဝန်းကျင်ကတောလိုက်လို့ရတယ်ဗျာတချို့ကဟိုအရာရှိပါလားတောလိုက်တယ်မြေခွေးဆိုလည်းအများကြီးညာဘက်ဆိုရင်ကျွန်တော်6နာရီ9နာရီဆိုရင်ကျွန်တော်အပြင်ထွက်လို့မရဘူးခွေးရအားရှိတယ်ကိုဆင်းလို့မရဘူးအပြင်ထွက်လို့မရဘူးအကုန်တကားပိတ်ထားတာညာဘက်ဟူတန်ဟိတန်နဲ့
ဆိုတော့ခဏကျွန်တော်ဟို6နိုင်လောက်ကျွန်တော်ချင်းကပ်ပါညာနဲ့ဆိုပြီးကျွန်တော်တက်လာပြီးတော့ကျွန်တော်ဝက်သားဟိုဒါဝက်သားချက်ဝက်တန်ဟိုပုံချက်ကျွန်တော်ဂျိုင်လေးနဲ့ပေါ့စဘောပေါ်မှာအုပ်ဆောင်နေအုပ်ဟိုကျွန်တော်ကရေချိုးနေတဲ့အချိန်မှာဘာလို့ဆိုအဲ့ဒါနေကြဂလွန်နဲ့ဟာကျွန်တော်ဘာမှကျွန်တော်လုပ်နေရတယ်သိလားပြီးတော့ဟိုလေတိုက်တဲ့အတိုင်းပဲတရှူးတရှဲရှဲတွေပဲပြန်မှာပြီးလို့ရှိရင်ဟိုအကောင်ကြီးကတက်ရှူတာပြင်းနေတယ်အဲ့ဒါကြီးကဝေးသွားလိုက်နာနာကိုနီးလိုက်ရေချိုးကျွန်တော်ရေးတော့ဟိုရေဘွမ်းဆိုတဲ့အတိုင်းမှာအဲ့ဒီတိုင်းကြားကျွန်တော်ရေချိုးတော့ရက်လိုက်ချင်းအဲ့တိုင်းမှာဟောဟုတ်တယ်ဟောကျွန်တော်နောက်မှရေချိုးတာလေချိုးတော့ဟောအပေါ်လည်းကျွန်တော်လှည့်ကြည့်ရတယ်မီးရတယ်ကောင်းကောင်းနေရကူရဲ့ဒါမျိုးအပေါ်တောက်အဲ့အပေါ်လည်းဟောဘာကောင်လေးပေါ့တောကောင်လေးပါကျွန်တော်ဖြစ်မှာဆိုတော့လေရှူးရှဲတွေပါဖြစ်မှာဆိုလို့ပြည့်မလားဆိုတော့ကျွန်တော်လည်းမထူးဘူးဘေးကန်းနေရတယ်အဲ့သူတို့ကလည်းအထက်မှာပိတ်ပြီးတော့နင်းကြ TV ကြည့်တော့ကြည့်ပါကြည့်ပေါ့ကျွန်တော်လည်းဟာဟိုဒီဂလုံးကြောက်တယ်မှာကြောက်အဲ့တန်ရက်လေးကြောက်ရေချိုးနေကျွန်တော်ရေချိုးနေဟိုပလားတခါလောင်းလိုက်ရေတမုတ်လောင်းရင်အဲ့တန်ကြားလိုက်နောက်ပြီးတော့ရေချိုးဝတ်စားနေပြီဟုတ်တော့ဆိုတကားဖွင့်ပြီးနောက်တစ်ခါချက်ထိုးတော့တယ်အရှိတကားရပွင့်အရှိတကားဆိုတာကူရကျွန်တော်ဟိုဒီလိုဟိုတစ်သားတုံးကိုသူကဒီလိုဂလန့်ပြီးတော့ဒီလိုထိုးတာသူကဘောင်လေးမှာသူကဒီလိုထောက်ထားတာတန်လေးရိုက်ထားတာတန်လေးရိုက်တာအဲ့ဒါလေးဒီလိုလှည့်လိုက်ရင်တကားပိတ်သွားသူကဟိုဖွင့်လို့မရတော့အပြင်ကတော့ဖွင့်မရဘူးဟုတ်အထက်ကဖွင့်မှာအထက်ကဖွင့်မှာရအပြင်ကဒီလိုတွန်းနေဆိုတော့ကန်ချိုးဖွင့်မှာရကန်လိုက်မှာအဲ့ကန်လိုက်မှာဆိုတော့အဲ့ဟာကြီးကကျိုးမှာပဲတက်တာကျိုးဒါပေမဲ့အဲ့ဒါမင်းတို့ပြန်ကျိုးထောင်းလိုက်ပြီးပဲတကားကြီးကပွင့်အုပ်ဆုံးရအောက်ကြအဲ့ဝတ်သားပေါ်ကြီးကဘယ်ရောက်သွားလဲဆိုအဲ့ဂျိုင်ကြီးကအဲ့ဒီအပင်အောက်ရောက်အဲ့ဒီကျွန်တော်တို့ပြောလို့ရတယ်ဟို15လမ်းတော့လှမ်းအောင်ပဲကျွန်တော်လည်းအဲ့အပင်တွေရောက်ဖို့တော့ဗျာအပင်အရေးကလောင်းရိတ်ကတော့ကျွန်တော်ပေါ်မှာကျွန်တော်တို့ခေါင်းမှုမှာရှိတယ်ဒါပေမဲ့15လမ်းတော့လှမ်းမှာအဲ့ဒီအပင်အောက်မှာအဲ့ဒါကြီးရောက်ဘေးပတ်လို့ကြည့်ဘယ်သူမှအပြင်လူတယောက်မှမရှိဘူးပဲခွေးတော်မှအပြင်မထွက်ဘူးဗျာအဲ့ဒါရိုးရိုးခွေးတော်အပြင်မထွက်ဘူးအိမ်လို့ခွေးလေမထွက်ရင်ဘာဆိုပြည့်မှာခွေးရရှိလို့သူ့လည်းအဲ့ဒါကြီးအချိန်အတိုင်းပဲဆိုတော့ဟောဘာလဲပေါ့ဂျိုင်းတယ်တခြားဟင်းတွေလည်းပါကျွန်တော်ကထားပါချင်မောင်ရဲကြော်တွေပါရဲကြော်တွေပါညာပါတယ်ထမင်းပါတယ်ဘာမှခြေရလဲမယုံဘူးအဲ့ဒီဂျိုင်းကြီးကလည်းမှောက်မသွားတာမဟုတ်ဘူးနော်မသိရင်ကလူတယောက်ကယူသွားတာလူတယောက်ဒီလိုဗျာဟိုပါပေါ့အဲ့ဒီအုပ်ဆောင်လေးကိုဘေးကိုချခွာဂျိုင်းကလေးလေးကိုင်းအဲ့ဒီတမျိုးသွားချတော့ဟာဘာလဲဟောအဲ့နဲ့ပထမရောအဲ့လိုကြီးကျွန်တော်လည်းတိတ်မဖြစ်တော့ကြပြောမယ်ဟိုကြောက်လဲတိတ်တော့ကြောက်တယ်ဒါတော့စိတ်ထဲမှာလည်းငါစက်မှာကိုကလည်းကြောက်တယ်ဘယ်သူမှလည်းအားကိုးလို့မရဘူးအဲ့တော့ကိုစိတ်ကိုတင်းပြပြီးအဲ့ဂျိုင်ကိုပြန်ယူလာကားယူပြီးအဲ့ဒီဟိုဟာပေါ်လေးမှာပဲအဲ့ဟိုဇဝဲပေါ်မှာပြန်တင်းပြပြီးတော့ကျွန်တော်ကအဝိစားလေးတပည့်တွေပါလေတောက်တယ်ပေါ့နော်ကျွန်တော်ပစိုးတွေပါလဲနေရှင်ပေါ့အဲ့ဇဝဲယူစောင့်ကန်လိုက်တာစောင့်ကန်ဘုံလေးပဲသူမောဝါလေးတွေဘုံဟုတ်မောဝါတဲ့ဟိုကိုကျွန်တော်ဆက်ပြီးမောဝါတာဘုံလေးစောင့်ကန်ပြီးတော့အဲ့ဒီဝတ်သားပေါ်ကြီးဒီလိုကင်ပေါက်လိုက်တယ်လို့ဗျာသိလားဟိုအပြင်လွတ်လာတုံးနေအပြင်မှာဟိုအသေးတွေဖုတ်တွေလူးနေဟာတော့ကျွန်တော်များတော့ကျွန်တော်လည်းကြေးမကောက်ရဲတော့ပြေးမကောက်ရဲတော့ကျွန်တော်တကားပိတ်ပြီးတော့ချက်တွေကချပြီးကျွန်တော်ထမင်းလည်းမစားရကျွန်တော်စောင်းချုံကိုင်းနောက်နေကြတော့မိုးလင်းတော့အဲ့ကြောင့်ဟိုဘေးရကနေညတဲ့နှုတ်ခမ်းတဲ့တော့မတီးဘူးငါရေကျွန်တော်မှလို့ညအဲ့လိုဖြစ်လို့ကျွန်တော်ဟင်းကွက်တွေဟိုခိုင်းပါတော့ဘယ်သူမှလည်းကျွန်တော်ဟိုကတော့ခေါ်လည်းမခေါ်ရဲဘူးပြီးတော့ငါတော့လည်းအိမ်နာစောပြီးအိမ်နာဘေးရလူတွေကျွန်တော်ပြောဟုတ်အင်းအဲ့ကဝတ်သားစားလို့မရဘူးဘာဖြစ်လို့လဲအဲ့အပြင်မှာအဆောင်2ယောက်ရှိတယ်အဆောင်တော့တယောက်လည်းမဟုတ်ဘူးလေအဲ့ဒါ2ယောက်ရှိတယ်နင်တို့အဲ့ဟာဘာလို့ပြောမလဲဟုတ်လူမျိုးကြားပေါ့ဗျာဝတ်သားစားလို့လည်းလူမျိုးကြားမကြိုက်ဘူးရတော့သူကမောင်နှမ2ယောက်ရှိတယ်ဟာတော်တော်ကြီးပြောလိုက်တယ်ကိုကသမီးလည်းငဲ့ကိုမှအချောင်းလိုက်တာဟုတ်တယ်နောက်နေ့ကျကျွန်တော်မှဝတ်သားမစားရတော့သူတို့ပြောမှသိရတယ်အဲ့ဒါတော်တော်ဆုပ်ဆုပ်နေဘူးတခြားလူတွေကကိုကျွန်တော်လည်းပဲနော်မကြောက်ဘူးကြောက်တော့တော်တော်ကျွန်တော်လေးတကယ်ပြောတာကြောက်တော့မလို့စောက်ပြီးကိုခေါင်းမှုချုံနေတယ်ပြောဒီကိုချက်တော့မဆိုင်အဲ့တိုင်းနဲ့လက်တွေဖြုတ်သွားတာချက်တော့ဘူးရမဆိုင်ကိုကြောက်လို့စောင်းခေါင်းချုံပြီးတော့အဲ့တော်သေးတော့အဲ့ကဘက်ကရာသီဥတုအေးတဲ့ရာသီဥတုလေစောင်းချုံတော့ကျွန်တော်လှုပ်ကုန်တော့အသက်တော့ကိုမင်းမရှိဘူးတဲ့မှာနည်းနည်းချိုးချင်တယ်ကျွန်တော်လန့်တာတခါပြီးကျွန်တော်အဲ့မိုးလင်းကောင်ကသူတို့အဲ့လိုပြောမှသိတာဟောနောက်မှကျွန်တော်ဝတ်သားအဲ့ဒါပြောတော့ခုနကပြောတော့အဆောင်ရှောက်တယ်တဲ့မှာဝတ်သားစားလို့ဝတ်သားစားတာမကြိုက်တော့တခြားရင်းဆိုင်ဘာမှမယူပါရအဲ့ဒါကျွန်တော်ပြောတာအဲ့တော့အဲ့လိုဖြစ်သွားအဲ့နေရဘယ်လိုစစ်စစ်ကိုဒါကမောင်နှမဆိုလို့ရှင်လို့ရှိရင်အကိုကယူသွားပြီးတယ်ပြီးတော့စားဖို့ချရတာကိုပြန်ယူလာလို့သူဒေါသတော်တော်ထွက်သွားဘူးညာစားဖို့ချတာမဟုတ်တော့ဘာလို့ဆိုကိုရ
သူတို့ကဟိုဘောသူတို့ဝက်သားမှမကြိုက်တာဟိုဝက်သားစားတာတော့မကြိုက်ဘူးဆိုတော့သူတို့ကဒီဝက်သားကိုမုန်းလို့ဖြစ်မယ်မုန်းလို့ဗျဝက်သားကိုဒီအခန်းထဲမှာယူစားတာမကြိုက်ဘူးသူတို့ဒီသူတို့ရဲ့ program ဒီလောင်းရအောင်မစားတာမကြိုက်ဘူးမကြိုက်ဘူးဘာလို့အဲ့ဒီကိုအဲ့လိုဟိုဘယ်လိုပြောမလဲဟိုဒီသူတို့ရဲ့ရှိသူတို့ပိုင်းတဲ့ area သူတို့မကြိုက်တဲ့အသားကိုသူအတွင်းမှာကျွန်တော်ပြောလို့ရှိရင်သူတို့မကြိုက်တဲ့ပုံစံမျိုးတွေပြရတာပေါ့နော်ဒီလောင်းရကြီးအောက်မှာဒီအပင်ရဲ့လောင်းရမှာကျွန်တော်ခန်းကသွားကြနေရတော်တော်ဆူဆူကြီးအဲ့ဒီကတော့အဲ့တော့ကျွန်တော်လည်းဟိုလက်နဲ့ကိုအဲ့လိုကြီးလုပ်ပြီး2ယောက်လောက်ဆိုတော့ကျွန်တော်ခံစားပါလေကျွန်တော်တယောက်လည်းတယောက်တည်းပြီးတော့နေရဒေတာနေရတယ်ကျွန်တော်မှအော်ပြောပါရင်လည်းမရှိကျွန်တော်အော်လို့လည်းမရခေါ်လို့လည်းမရပြီးတော့ကျွန်တော်ကိုယ်လည်းအပြင်ထွက်ဖို့ခုနကအဲ့ဟိုအပင်အောက်ကဟာကိုတွားပြီးတော့ကျွန်တော်ဘေးကြီးငန်းကြီးတွားရတာဘာလို့ခွေးရလည်းကြောက်ပါသေးတယ်အဲ့လိုတော်တော်ဆူဆူဒါပေမဲ့တော့ဒီကောင်းတဲ့အဆောင်ကြောက်တာမျိုးဒီကောင်းတဲ့အဆောင်ရှောက်လာဘာလို့မလို့ဒီတချို့နေရာဒေတာတွေပေါ့နော်ဝတ်သားစားရမကြိုက်ဘူးအမဲသားစားမကြိုက်ဘူးသူ့နေရာသူ့ဒေတာနဲ့တူတယ်နော်အဲ့တော့ပြီးတော့မယုံလို့မရဘူးကိုသူတို့ကဟိုနေကြတာပေါ့နော်သူတို့ကလည်းဒီလောကကြီးမှာသူတို့ကဟိုနေရမှာမလို့နေတရားရှိတယ်သူတို့ကနေကြရနေရမှာတွားပြီးတော့သူတို့နောက်ရက်လို့လည်းမရဘူးသူတို့ဟိုတွားပြီးတော့စော်ကားပြောလို့လည်းမရဘူးသူတို့နေရာမှာတွားပြီးတော့သူတို့မကြိုက်တဲ့ဟာတွေတွားလုပ်လို့လည်းမရဘူးသူတို့စီးနေသူတို့ဒါသူတို့ရဲ့နေရာလေဒါသူတို့ရဲ့နေရာတစ်ခုလို့ဒါဒူရီကတတ်မှတ်တာမဟုတ်ဘူးမဲ့သူတို့တတ်မှတ်တာသူတို့ဟာမှာသူတို့တတ်မှတ်ပေးတာမင်းရဒီနေရာအပိုင်စားအပိုင်စားသူ့ဟာသူရှိတာအဲ့သူနေရာသူမှာတွားပြီးတော့လူရီကတွားပြီးတော့ဥပမာတစ်ခုတွားလို့မဲ့တေးပေါက်တာသူရှိနေမှာသူတို့မကြိုက်တဲ့ဟာတစ်ခုတွားလို့ရှိရင်သူတို့ကတော့ဘာမှတော့ထိထိရောက်ကြီးပြန်လို့တော့မရဘူးပေါ့ဒါပေမဲ့သူတို့ပြန်လို့ရတဲ့လုံးဝတော့သူတို့ကပြင်းထန်တော့သူပြန်တိုက်ပြောမှာပဲလုံးမှာပဲတိုက်ခိုက်မှာပဲလေလူတွေဆိုရင်ဒါဒီတိုင်းပဲပေါ့ပြန်ပြီးရန်ဖြစ်တချို့ဆိုရင်အိမ်မက်မလုံနိုင်လို့အိမ်မက်ပေးတာလို့ရှိတယ်ပေးတာပေါ့တချို့ကြလူကိုယ်တိုင်သူတို့ကိုရီးလဲရလည်းမလုံနိုင်ပစ္စည်းလည်းမကန်နိုင်မရွှေ့နိုင်ဆိုတော့အိမ်မက်ပေးတယ်အိမ်မက်ပြီးတော့ဒါမှကြိုက်ဘူးပေါ့လုံနိုင်လို့ဒီနေရာကြီးကိုသူ့ကိုဝင်မပေးဘူးလို့ပါတယ်အဲ့လိုမျိုးရှိတယ်အိမ်မပေးတော့ဒီနေရာမှာသူ့တဲ့ကြီးခဲ့တဲ့ရှေ့ရဘိုးဝဲပြင်းတရေကြီးတွေကဒါသူ့ဝင်မပေးဘူးပေါ့အဲ့ဒါသူကစီနီယာနိုင်သေးလို့ပေါ့အဲ့ဒါတွေကျွန်တော်ကြုံမှုတော့ကျွန်တော်လည်းဟိုပြောရတာဒီလောကထဲမှာနေတော့အဲ့ဒါတွေကြုံမှုတယ်အဲ့ဒါနောက်ကျမှပြောပြအေးဆိုကဲဆိုဒီနေ့ကတော့ဒီလောက်ဆိုရနော်နောက်နေ့ကျမှကျွန်တော်ထပ်ပြီးကြုံရတာလေးကျွန်တော်ထပ်ပြောပြအောင်နော်အဲ့ဒါအေးစီကဲအားလုံးပဲလောက်နေပြီကျင်းနေပါတော့ဗျာ